အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကိုကြီးတဲ့အပေးနေပါတယ်9000မိုးရတယ်ကိုကြီးတဲ့โอเคကဲ45ဆိုတဲ့ကဏ္ဍကိုမိတ်ဆွေတို့တွေโอเคမှာဆိုပြရလားဝေကဏ္ဍနော်နှစ်ကွက်ထဲ45ရဲ့84ရဲ့အဲ့ထက်မှာ45ဆိုတဲ့ကဏ္ဍကိုအရန်ကြိုက်ပါတယ်ပိုကောင်းတယ်လို့ပြောထားတယ်နော်လေးကဏ္ဍလေးဝေကဏ္ဍပေးထားတာပါ45ရဲ့49ရဲ့အဲ့ထက်မှာကိုလင်းကဒီပတ်ထဲမှာဘာကိုပိုကြိုက်လဲလို့ပြောလိုက်တယ်45ဆိုတဲ့ကဏ္ဍကိုပိုကြိုက်တယ်လို့ပြောလိုက်တယ်နော်တဲ့မကြီးနဲ့ကွက်တီပဲတဲ့နော်ဒါပဲလေဒါပဲဒီကခဲအားလုံးပဲမင်္ဂလာပါဟုတ်တယ်ဟေးတဲ့ဒါပဲလေဒီငါ့ကို8000မိုးရတယ်ဒါပဲကဲကျွန်တော်အဖွဲ့ဝင်တွေကတော့နော်အဖွဲ့ဝင်တွေကတော့ဒါဘာပဲဖြစ်ဖြစ်အရင်တော့ရသွားပြီထင်ပါတယ်45ဆိုတဲ့ကဏ္ဍနော်အဖွဲ့ဝင်မွေးကဏ္ဍ3ခွက်က45ဆိုတဲ့ကဏ္ဍတစ်ခွက်ကကျွန်တော်4ခွက်ပဲထိုးခိုင်းတာနော်5ခွက်တော့မဟုတ်4ခွက်ပဲရှိတော့တယ်နော်မွေးကဏ္ဍ3ခွက်က45 4ခွန်တာအောက်ခွက်ထဲမှာပါပြီးသားအဖွဲ့ဝင်ရဲ့နော်โอเคမဲ့ထင်ပါတယ်3000မိုးရတယ်စူပါကြီးဒါပဲလေကျွန်တော်ပြောထားပြီးသားနော်မွေးကဏ္ဍ2ကွက်ထဲပေးထားတယ်45ရဲ့4ခွင်အဖွဲ့ဝင်တွေ45ဆိုတဲ့ကဏ္ဍတစ်ကွက်ပဲမိတ်ဆွေတို့ထည့်ထိုးရမှာ4ခွန်ကအောက်ကွက်ထဲမှာပါပြီးသားနော်45ကိုပိုကြိုက်တယ်လို့ပြောပြီးသားတခါလေးပြောလိုက်တယ်နော်မလုံးနဲ့နော်ဒီကောင်ဆက်ထိုးရမလားကိုလင်းရေးတဲ့ကျွန်တော်အဖွဲ့ဝင်ဇာရိုးနဲ့ပတ်သက်တဲ့ကဏ္ဍ3ခွက်ရှိသေးရဲ့လေအဲ့ဒါလေးကိုလည်းမိတ်ဆွေတို့ကဒီညနေလေးခပပထည့်ပေးပေါ့နော်ဒီ45ဆိုတာကတော့ရှယ်ကြီးပါဗျာရှယ်ကြီးပါအဲ့ဒါပြောတာတဲ့ချစ်လို့ဗျဟုတ်ကဲ့ပါညနေဘာထိုးရမလဲညနေအတွက်လည်းပြောပေးမယ်နော်ညနေအတွက်လည်းပြောပေးမယ်ညနေ9လည်းမှုတယ်နော်9ဆင်းလာ45ဆိုတဲ့ကဏ္ဍနဲ့ဆင်းလာတွေ့လားဖေးလားပြောဦးလားလင်းရေးတဲ့6နဲ့9ဘယ်ဟာကြိုက်လဲကျွန်တော်ကြံကနဲ့နှလုံးကိုကျွန်တော်စိတ်ဝင်စားဘူးဗျာနော်ကြံကနဲ့နှလုံးကိုစိတ်ဝင်စားဘူးခြံသွားနိုင်တယ်နော်တစ်လုံးလဲဆင်းနိုင်တယ်ကျွန်တော်ကတော့စိတ်ဝင်စားဘူးနော်ကဲအားလုံးပဲမင်္ဂလာပါโอเคမှာစုပြေသွားပြီအားလုံးပဲ45ဆိုတဲ့ကဏ္ဍမွေးကဏ္ဍလားပြည့်ပြောပြီးပေးတာနော်လားပြည့်ဆိုတဲ့45နော်ကိုကြီးရတဲ့တတိထားမိလားမသိဘူးနော်တဲ့အဖွဲ့ဝင်ပတ်တီးကထိတ်စီးနဲ့တစ်ချိန်ထွက်တယ်နော်တဲ့ဒါကတော့တိသူစားမတိသူကြော်သွားပေါ့တိသူဖော်စားမတိသူကြော်သွားဒါပဲကျွန်တော်မွေးကနန်းကိုအားလုံးအတွက်ကိုကျွန်တော်နေတိုင်းသမားအဖွဲ့ဝင်ရောကျွန်တော်မွေးကနန်း2ကွက်ထဲပေးထားတာနော်45နဲ့4ခွန်အချိန်ပေါင်းများစွာကြွပြောတယ်45နဲ့4ခွန်မှာ45ကိုပိုကြိုက်တယ်လို့ကျွန်တော်ပြောပြီးသားမယုံရှေ့ရက်ကလွှင့်တဲ့ light တွေကိုပြန်နားထောင်နော်ကျွန်တော်အဖိုးတွေမပြောတတ်ဘူးဟုတ်ရင်ဟုတ်တယ်မဟုတ်ရင်မဟုတ်ဘူးပဲမားရင်မားတယ်မှန်တယ်ကျွန်တော်တဲသမားနော်တောင်းဝဲဖို့ပေါက်တယ်โอเคအရင်ပြင်ရပြီကိုလင်းရေးတဲ့နောက်ဘက်ကိုဖွဲ့ဝင်ပြီးအမျက်ထပ်ယူမယ်ဒါပဲလေအိုး300တောင်ထိုးချေးကြည်ပြီတော်သေးတာပေါ့နော်အဲ့တော့ဒီမထိုးနဲ့နော်တခါတည်းပြောလိုက်မယ်နော်ကျွန်တော်ကိုလင်းကိုချစ်တယ်လက်တွဲမယ်ဆိုရင်
လောဘမကြီးဖို့ကျွန်တော်ပြောပြီးသားနော်ပြောပြီးသားနော်ခေါင်းကောင်းမှုပဲလို့ထားပဲလေနော်စကားကိုနားထောင်မယ်ပုံမှန်သွားမယ်လေနှလုံးဒီကမသိမချင်းရှိနေမှာဒူးဒီကမသိမချင်းရှိနေမှာနော်အဲ့ဒါမိတ်ဆွေတို့တွေကပုံမှန်လေးသွားရမှာတပတ်ကိုနိုင်တဲ့ဝင်ကိုထမ်းသွားမယ်တပတ်အေးဆေးပဲဘာလို့မှလဲအေးရအေးချောင်းပဲအဲ့လိုလှုပ်ဆမ်းမှာနော်ဒါမဲ့ဘက်ကကြရင်တော့အင်္ဂါမကျော်စာတို့ကလက်မကြည့်နဲ့ကွက်တိပဲဖြစ်ရမယ်ဗျအလုံးနဲ့တက်သေးပြမယ်အချိန်အဖြေပေးမယ်နော်အကောင်းဆုံးစူးစမ်းပေးမယ်ဗျလူတကာဗုဒ္ဓဦးမကျော်ခေါ်နေရဲ့အချိန်မှာကျွန်တော်အင်္ဂါမကျော်နဲ့မိတ်ဆွေတို့လှုပ်ပေးတယ်အဲ့ဒီ16ချိန်မှာ2ချိန်တော့ဗုဒ္ဓဦးနေရောက်သွားတယ်ဗျ18ချိန်ကတော့အင်္ဂါမကျော်ပဲမှားတာမဟုတ်ဘူးနော်လွဲတာလည်းမဟုတ်ဘူးထိုးပြောပါတယ်ဟုတ်တယ်မလားထိုးပြောပါတယ်နော်ကနန်းနေပျောက်သွားတာမဟုတ်ဘူးကြံကနန်းဖြစ်သွားတာမဟုတ်ဘူးကျွန်တော်အလုပ်စလုပ်လာတာ16ချိန်ရှိသွားပြီအခုအင်္ဂါမကျော်စာတို့ထုတ်တဲ့အချိန်မှာဒီဘက်16ချိန်မှာအင်္ဂါမကျော်က18ချိန်ထွက်တယ်2ချိန်ကတော့ဗုဒ္ဓဦးနေရောက်သွားတယ်ဗျာဘာဖြစ်လို့လဲအရင်တော့ကလည်းဗုဒ္ဓဦးမကျော်ကစားလာခဲ့ကြတာပဲအရင်တော့ကလည်းဗုဒ္ဓဦးမကျော်တီးလာတာပဲဟုတ်တယ်မလားအခုမှအင်္ဂါမကျော်16ပွဲမှာ18ပွဲလောက်ကအင်္ဂါမကျော်ဖြစ်ပြီးတော့2ပွဲလောက်ဗုဒ္ဓဦးနေရောက်သွားတာမိတ်ဆွေတို့တက်ဘာမှဖြစ်ပါဘူးဟုတ်တယ်မလားအဲ့ဒါမှလက်မခံဘူးငါတို့ကတော့အင်္ဂါဆိုအင်္ဂါပဲလိုချင်ပါတယ်ဆိုရင်တော့လေကိုကြိုက်တာကိုလို့နော်ကျွန်တော်လည်းလူတွေကလူတယောက်ပဲတချို့ကပြောတယ်သိလားတချို့ပြောတယ်ဗျတချို့ကပြောတယ်ကျွန်တော်ယူထားတဲ့အဖွဲ့ဝင်ကြီးဆိုတာဒီခေတ်အနေထားနဲ့ဒူးရီထိုးနေတဲ့သူနဲ့ကြည့်မယ်ဆိုဘာမှမဟုတ်ဘူးအဲ့ဒါကို तू ကလာပြီးတော့ဗုဒ္ဓဦးနေ့လောက်ထွက်တဲ့ကိစ္စကိုအမလေးအစားပြန်မပေးဘူးလားဘာလားတဲ့ဟောနော်ပြောလဲပြောရတယ်နော်လူတကာ1000ဝန်း2000 3000 5000 8000ခေါ်နေတဲ့အချိန်ကျွန်တော်ကိုလင်းရဲ့အင်္ဂါမကျော် site က16ချိန်မှာ18ချိန်လောက်မှန်လဲကျွန်တော်ဘယ်တော့မှအဖွဲ့ဝင်ကြီးကိုတိုးမတောင်းခဲ့ဘူးနော်တခါလည်းပြောပြီးသားအဲ့ဒါကိုတချို့ကပြောပုံတွေကကျွန်တော်လည်းတခါကျရင်အဲ့လူတွေရှိပါတယ်နော်အစမပြေမဝင်ပါနဲ့ပြဿနာမရှိဘူးကျွန်တော်ခေါ်တဲ့အဖွဲ့ဝင်ကြီးဆိုတာမိတ်ဆွေတို့အတွက်ဒီခေတ်မှာဘာမှမဟုတ်ဘူးတူရီထိုးနေတဲ့လူတွေကပို့ဆိုးတယ်ဘာမှမဟုတ်ဘူးဒါပေမဲ့အဲ့ဒီကနန်းတွေကိုထုတ်ပေးတဲ့အချိန်မှာကျတော့အများကြီးကျွန်တော်တို့ကဘယ်လိုပြောရမလဲတန်ဖိုးရှိတယ်ဗျာနော်လူတိုင်းထုတ်ပေးတတ်တယ်လို့ပြောလိုက်အောင်ငါတို့လည်းရွေးချယ်တယ်ကိုယ့်ဘာကိုထိုးနောက်တစ်ခုကျွန်တော်လှုပ်လာတာ16ချိန်ရှိသွားပြီအင်္ဂါမကျော်စာတို့ထုတ်တာ18ချိန်ကအင်္ဂါမကျော်စာတို့လှည့်မကြည့်နဲ့ကွက်တီပဲဗုဒ္ဓဦးကိုတော့2ချိန်ရောက်တယ်ဗျာအရင်တော့ကလည်းဗုဒ္ဓဦးမကျော်ပဲအမြဲတမ်းကျွန်တော်တို့ဖြုတ်လာတာပဲလက်ရှိဒုတိယလောကမှာကိုလင်းတယောက်တည်းအင်္ဂါမကျော်စပြီးတော့လုံနေတာလုံတိုင်းလည်းမှန်တယ်ပဲပြောရမှာပေါ့ဗျာနော်ကျွန်တော်ပြောတာရှင်းရှင်းလေးပါကျွန်တော်ရရပြောမညောင်နဲ့ဗျာနော်အစင်မပြေရင်ကိုကြိုက်တာကိုလို့နော်အစင်မပြေရင်ကိုကြိုက်တာကိုလို့နော်ကျွန်တော်လုံနေတဲ့ຢာတခုကအလကားမရဘူးဆိုတာကိုကြီးပြောတာမဟုတ်ဘူးနော်အလကားမရဘူးဆိုတာပေးတိုင်းမှန်နေတယ်ဆိုတဲ့ຢာတခုကအလကားမရဘူးနော်ကျွန်တော်ရှင်းရှင်းလေးလူတိုင်းလောက်တတ်တယ်လူတိုင်းပေးတတ်တယ်ဆိုပေးကြည့်လိုက်ကျွန်တော်အခု16ချိန်ပေးတယ်အင်္ဂါမကျော်မှာ18ချိန်ကအင်္ဂါမကျော်ဖြစ်တယ်2ချိန်ကဗုဒ္ဓဦးမကျော်ဖြစ်သွားတယ်ဘာဖြစ်လို့လဲကြံကနန်းလည်းမဖြစ်သွားဘူးပျောက်ကနန်းလည်းဖြစ်မသွားဘူးနော်သူများတွေမှာကြံကနန်းဖြစ်သွားတာကြီးတပုံကြီးနော်ကျွန်တော်မဖြစ်သေးဘူးလေအဲ့တမိုးမရှိဘူးလားဒီမနက်18500ကိုရတယ်ဟုတ်ကဲ့ဝမ်းသာပါတယ်နော်ကျွန်တော်ပြောချင်တာရှင်းရှင်းလေးပါတရားဦးမမိတ်ဆွေတို့ကငါတို့ကတော့လူတချို့ပါလူတချို့ဆိုတာလက်ချိုးရည်လို့ရပါအဲ့လိုလူတွေနော်စကလုံးတွေကပြောရင်ကြီးတွေပြောတယ်နော်ကျွန်တော်ပြောချင်တာကကြိုက်မှလက်တွဲပါမကြိုက်ရင်လက်မတွဲနဲ့နော်ဟုတ်ပြီလားကားလုံးမင်္ဂလာပါခတ်တာတဲ့18000မိုးရတယ်ဟုတ်ကဲ့ပါဟုတ်တယ်အဲ့လိုဖြစ်နေပြီမေဆိုတဲ့ကောင်းပါရင်အဲ့လိုဖြစ်နေပြီမောင်လေးတဲ့45ကို1950ဘိုးရတယ်ကျေးဇူးပါတဲ့ကိုလင်းရှိနေလို့အဆင်ပြေနေတာအလူတွေလောက်တယ်နော်ကျေးဇူးပါ9000ဘိုးရတယ်ဟုတ်ကဲ့ဝမ်းသာပါတယ်
ပါဝါနက်ခတ်10ပြည့်10ပြည့်ဆိုတာ10ပြည့်10ပြည့်တော့10ပြည့်ဆိုတော့ကျန်နေတာဘူပရိတ်ကျန်နေတယ်နော်ဘူပရိတ်တတိထားမှာပေါ့ပါဝါနက်ခတ်စုံနေပြီအပူးနဲ့ဘူပရိတ်ကျန်မယ်တုံညာပရိတ်ပေါ့နော်ကိုရင်းရေးတဲ့အရင်ကြည့်ပြီး